Hello အားလုံးပဲမင်္ဂလာပါမမကြီးရဲ့ cooking vlog ကနေကြိုဆိုပါရစေဒီနေ့မမကြီးချက်ပြမှာလေးရတော့ဝက်မြစ်ချင်းလေးပဲဖြစ်ပါတယ်အရင်ဆုံးကျက်သွန်အဖြူနီးထောင်းထားတာလေးကိုစီတက်လိုက်ပါမယ်နော်ပြီးတော့မှအယောင်တမုတ်လေးအနှဲငယ်ထပ်ထည့်ပြီးတော့စီတက်လိုက်ပါမယ်ရှင်စီတက်နဲ့လေးမှုေးလာပြီဆိုလို့ရှိရင်တော့အချူငံနေထားတဲ့ဝက်သားကိုထည့်ပြီးတော့လုံးလိုက်ပါမယ်ရှင်သားကိုလုံးတဲ့ခါမှာနာနာလေးလုံးပေးပါမယ်နော်လုံးရည်လေးခန်းသွားအောင်လို့အဖုံးလေးအုပ်ပြီးတော့တက်ထားပေးလိုက်ပါမယ်ရှင်လုံးရည်လေးတွေခန်းသွားပြီဆိုလို့ရှိရင်တော့ဝက်သားအမြုပ်ရည်ကိုထည့်ထားလိုက်ပါမယ်ရှင်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတက်ထားပေးလိုက်မယ်ဝက်သား2ရည်လောက်တော့ချက်ရတယ်ပေါ့နော်ဒါကဒုတိယတရည်ပါဒုတိယတရည်မှာတော့မမကြီးကမြစ်ချင်လေးကိုထည့်လိုက်ပါပြီမြစ်ချင်ထည့်တဲ့ခါမှာမမကြီးကမြစ်ချင်ကိုပြုတ်ပြီးတော့မှထည့်တယ်နော်အစိမ့်ဘယ်တော့မှမထည့်ပါဘူးမြစ်ဆိုတဲ့အမျိုးကလေးပေါ့နော်ဖန်ဖန်လေးဖြစ်တတ်တယ်ပေါ့နော်မမကြီးကအဲ့အရသာကိုမကြိုက်ဘူးချိုးတဲ့ရသာကိုကြိုက်တဲ့အတွက်ကြောင့်အဖန်ရည်ထွက်သွားအောင်လို့မမကြီးကမြစ်ချင်ကိုပြုတ်ပြီးတော့မှထည့်ပါတယ်ရှင်အခုဆိုလို့ရှိရင်တော့အချိုးငံကိုလည်းကိုစိတ်ကြိုက်ပြင်ဆင်ပြီးပြီဝက်မြစ်ချင်လေးလည်းရပြီပေါ့နော်ဝက်မြစ်ချင်လေးကိုတောက်ဆန်းအနေထားလေးမှာပဲမမကြီးကချလိုက်ပါတယ်ရှင်တောက်စားလို့လည်းရတယ်ဆန်းစားလို့လည်းရတဲ့အနေထားလေးမှာပဲမမကြီးကချလိုက်ပါတယ်မြစ်ချင်လေးနဲ့ဆိုတော့ဝက်သားလေးကလည်းမအီတော့ပဲနဲ့တကယ်စားလို့အရန်ကောင်းပါတယ်ရှင်